ညာတိုင်းလိုမိန်းကလေးဟာသူမရဲ့အကိုဖြစ်သူညှင်းတဲ့အထိအလုံးလုံးနေတာကိုတိတ်တဆိတ်စောင့်ကြည့်နေတတ်ပါတယ်။တစ်ဖက်ခန်းကထွက်ပေါ်လာတဲ့အတန်တွေကိုနားထောင်ရင်းသူမရဲ့ရင်တွေတဒိန်းဒိန်းခုန်နေခဲ့ရတာပါ။စိတ်တွေကြောက်ကြက်ဖြစ်နေတဲ့လူစီဟာမိအိမ်တစ်လုံးကိုယူပြီးအဖုံးကိုလှည့်ဖွင့်လိုက်ပါတယ်။ဝမ်းနည်းစရာကောင်းတဲ့သူမရဲ့ကလေးဘဝအတိတ်တွေကြောင့်ပဲအကိုဖြစ်သူအပေါ်မထားအပ်တဲ့တန်ရောစင်တွေညှိလွယ်နေခဲ့မိတာပါ။ဒီနေ့မှာတော့သူမရဲ့မကြီးဖြစ်သူနိုင်ငံခြားသွားတဲ့အချိန်မှာလူစီဟာစိတ်ကိုမထိန်နိုင်တော့ပဲအကိုဖြစ်သူကိုသူမရဲ့အခန်းထဲခေါ်ဆောင်သွားခဲ့ပါတယ်။အံ့ဩစရာကောင်းတာကတော့အကိုဖြစ်သူဟာသူမကိုညှဉ်းဆန်ခြင်းမရှိပဲအလိုက်တင်တုတ်ပြန်ခဲ့တာပါပဲ။သူတို့နှစ်ဦးဟာခဏတာဖြစ်ပေမဲ့ပြင်းပြတဲ့အချိန်တွေကိုအတူဖြတ်တန်းခဲ့ကြပြီးမကြခင်မှာပဲလူစီတယောက်ကိုဝင်ရှိလာပါတော့တယ်။ဇနီးဖြစ်သူတည်သွားမှစိုးရိမ်တာကြောင့်အကိုဖြစ်သူဟာလူစီကိုနေဘက်မှာသွားနေခိုင်းပြီးမကြခင်လာတွေ့မယ်လို့ကြေညာပေးခဲ့ပါတယ်။ဒါပေမဲ့သူတကယ်တမ်းပေါ်မလာခဲ့ပါဘူး။မုန်တိုင်းတစ်ခုကြောင့်သူမရဲ့အိမ်လေးပျက်စီးသွားတဲ့အခါခိုကိုးရမယ်ဖြစ်သွားတဲ့လူစီဟာမြို့ပေါ်ကအကိုဖြစ်သူစီကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်မှတ်ဝယ်ဖို့ပတ်စံမရှိတာကြောင့်သူမဟာတင်းမောရဲ့ကုန်တင်ခန်းထဲမှာတိတ်တဆိတ်ပုံအောင်လိုက်ပါတော့တယ်။ဒါပေမဲ့သူမနေရာတစ်ခုမှာအခြေချပြီးတာနဲ့တင်းမောသားတယောက်ရောက်လာပါတယ်။သူမမှာလက်မှတ်မပါတာကိုသူသိထားပြီးသားဖြစ်ပြီးသူမကိုခွင့်ကောင်းယူဖို့ကြံစီနေတာပါ။လူစီမှာပတ်စံမရှိဘူးဆိုတာသိသွားတဲ့အခါမှာတော့အဲ့ဒီလူဟာသူမရဲ့ရင်သွေးလေးကိုဆွဲယူလိုက်ပြီးတင်းမောကအဖြစ်သူမရဲ့ခန္ဓာကိုယ်နဲ့ပေးဆက်ဖို့မဟုတ်ရင်တင်းမောပေါ်ကနေပြစ်ချမယ်ဆိုပြီးချင်းချောက်ပါတော့တယ်။ဘာမှမတတ်နိုင်ပဲထိတ်လန့်တုန်လှုပ်နေတဲ့လူစီခမအရှုံးပေးလိုက်ရပါတော့တယ်။